နဲ့သူ့လိုပဲအသက်တာနဲ့ပုံသက်သေပြသွားမယ်ဆိုရှိတယ်။ဘလောက်ကျွန်တော်ရဲ့လူမျိုးတွေအောင်မြင်မလဲကောင်းကြီးခံစားမလဲဆိုတာကိုကျွန်တော်စဉ်းစားမိတယ်။အဲဒါကြောင့်အင်မတန်မှသူ့အပေါ်မှာကျွန်တော်လေးစားမှုထားကြလို့ကိုယ်လည်းကိုယ်ယူတဲ့ကြောင်းကျွန်တော်ဖော်ပြလိုပါတယ်။အချိန်လည်းနည်းနည်းကြာပြီဖြစ်တဲ့အတွက်ကြောင့်ကြံပိုက်ကျွန်တော်မှတ်ပါမယ်ပထမကြံပိုက်ကတော့ပေတရုပထမစာဆောင်အခန်းကြီး၄အငယ်10ကနေ17ဖြစ်ပါတယ်ရှင်ပေတရုပထမစာဆောင်အခန်းကြီး၄အငယ်10ကနေ17ဖြစ်ပါတယ်ကျွန်တော်ဖတ်ပါမယ်သင်တို့သည်စုကျေးဇူးကိုအသီးအသီးခံရကြသည်ဖြစ်၍ဒီနေ့ညီဘုရားသခင်၏အထူးထူးအပြားပြားသောကျေးဇူးတော်ပန္နာဆိုးကောင်းကဲ့သို့အချင်းချင်းဝေငှပေးခံကြလော့ဘုရားသခင်သည်အရာရာ၌ယေရှုခရစ်သားဖြင့်ဘုန်းတော်ထင်ရှားစေမည်အကြောင်းဟောပြောတော်သူသည်ဘုရားသခင်ဤဗျာဒိတော်နှင့်ညီဟောပြောစေအခြားသောအမှုကိုဆောင်ရွက်တော်သူသည်ဘုရားသခင်ပေးသနာတော်မူသောအစွမ်းတတ္တိအတိုင်းဆောင်ရွက်စေထိုဘုရားသခင်သည်ကပါဆက်ဆက်ဘုန်းအသီးအစွမ်းတတ္တိရှိတော်မူစေတည်းအာမင်ဘုရားသခင်ကယုံကြည်သူမှန်တယ်ဆိုလို့ရှိရင်စုကျေးဇူးပေးတာရှိတယ်ယုံကြည်သူတိုင်းမှာဘုရားရဲ့စုကျေးဇူးရှိတယ်အဲ့ဒီစုကျေးဇူးရာမတူကြအဲ့ဒီစုကျေးဇူးရာမတူကြအဲ့ဒီပေးထားတဲ့စုကျေးဇူးတွေဟာကျွန်တော်တို့အတွက်မဟုတ်ဘူးသူတပါးကောင်းစားရဲ့အတွက်ဖြစ်တယ်အပင်တပင်ကအသီးကိုကုံထုတ်တဲ့အခါမှာသူ့အတွက်ဘယ်တော့မှမကုံထုတ်သူအသီးအနှံကုံထုတ်တာသူတပါးစားဘူးသူတပါးကောင်းစားရဲ့အတွက်ပဲပေးတာအပင်တိုင်းကိုချီပါကောင်းသောအပင်ကကောင်းသောအသီးကိုကုံထုတ်ပေးတယ်ကျွန်တော်ခရိယန်သက်တာမှာလေခမည်းနဲ့ကျွန်တော်ကအပေတစ်မျိုးနဲ့တူတယ်အဲ့ဒီအပေကိုဘုရားသခင်ကဆုကျေးဇူးပေးထားတယ်ဆုကျေးဇူးတွေမတူအပေကြီးဥပုပ်ကုန်းရဲ့ဆုကျေးဇူးဟာခမည်းစီမှာရှိတာနဲ့တူချင်မှတူတယ်သူ့ကိုကျွန်တော်တွေးစားကြတဲ့ကစဉ်းစားတယ်လောကဘက်မှာသူပညာရှိဖြစ်တယ်နော်ကျွန်တော်နိုင်ငံတော်ရဲ့လုပ်ငန်းဘက်မှာအများကြီးဆောင်ရွက်တယ်အဲ့တော့လူပုဂ္ဂိုလ်တယောက်ကဘုရားတရားဘက်မှာလုံးဝသူကစိတ်အားပြင်းထန်တာကိုကျွန်တော်ကြည့်တဲ့အခါမှာဘုရားရဲ့လူပဲတကယ်ဘုရားသခင်ကောင်းချီးပေးတဲ့လူကြီးတယောက်ပဲကျမ်းစာဖတ်တယ်။နောက်ကျေးဇူးတော်ချီးမွမ်းဖို့ဆိုလို့ရှိရင်ဘယ်တော့မှနှမျိုးနဲ့စိတ်မရှိဘူး။သူများကိုပေးကတဲ့နေရာမှာလည်းရှေ့မှာနေတတ်သွားတယ်။အများအကျိုးဆိုလည်းပဲရှေ့မှာနေတတ်ဖြစ်တယ်။ဒါရီချင်းစင်းစားတဲ့အခါမှာသူဟာဘုရားရဲ့ဘုန်းတော်အတွက်သူအသက်ရှင်နေဆိုတာရှင်းရှင်းလင်းလင်းသိတယ်ခမရတို့ကျွန်တော်မှလည်းစုကျေးဇူးတွေအများကြီးရှိတယ်အခုစာအုပ်ကျွန်တော်အသက်ကြီးပြီခမထိုင်ကုန်ပေါ်မှာကြာကြီးထိုင်ပြီးစဉ်းစားမစားရဘူးဆိုတော့လွယ်ကူတယ်လို့မဟုတ်ဘူးတိုးတော့သူရဲ့ကောင်းထဲမှာဦးနောက်ထဲမှာ next generation အတွက်
ပါအမွေကျွန်တော်ခြံထားပေးမလဲဆိုသူစိတ်ထဲမှာရှိဟုတ်တယ်လူတန်းကမဖြစ်ဆုံးဘူးကျန်းစာထုတ်တဲ့လူရောစာအုပ်ထုတ်တဲ့လူရော edition ဆိုတာရှိတယ်လေ first edition second edition ပထမကတိတ်မကောင်းဘူးရှိတယ်ဒုတိယပိုကောင်းတာပါဒါတိယပိုကောင်းတာဒါပေမဲ့ရှေ့ပြေးလုပ်ငန်းဆိုတာအင်မတန်မှရည်ကြီးတယ် pioneering work is very significant in life အဲ့ဒါကျွန်တော်အတွက်တော့ကြာပေးထားတယ်တော့ကျွန်တော်အံ့ဩတယ်ဒီလောက်အသက်ကြီးသူ့ရဲ့အစီအမံမှုတွေခြေထောက်နာတယ်ခါနာတယ်ဟိုဟာဒီဟာနာတယ်ပေါ့သူတယောက်တည်းမဟုတ်အမျိုးသမီးရောဒီလိုမျိုးကြားတဲ့ကစာအုပ်တော့ထွက်လာဖို့အားစိတ်ရတာအရေးနဲ့စိတ်ရတာအချိန်ပေးရတာပြီးကမှအာယုံစူးစိုက်ပြီးမစင်စားတွေးခေါ်ရတာကတကယ်ပေးစပ်ပဲအဲ့ဒါကိုကျွန်တော်ကွန်ပျူတာတယ်လေးစားတဲ့တော့ဒီနေ့သူ့နေပဲညအထိသွားခဲ့တယ်ကျွန်တော်သွားမှာဝမ္မတာတာသွားမှာပဲဘာလို့လဲအရေးကြီးတဲ့သမိုင်းတစ်ခုဆိုလို့လိုက်တာအရေးကြီးတဲ့သမိုင်းတစ်ခုဆိုလို့လိုက်တာအဲ့ဒါကြောင့်ဘုရားပေးတဲ့ဆုဂျေဇုကိုသူအသုံးချပြီးကမှာကျွန်တော်မတူလူမျိုးတွေအားလုံးအတက်သမိုင်းနေပြီလားအဲ့ဒီသမိုင်းကကျွန်တော်လူမျိုးနဲ့ဆိုင်တဲ့သမိုင်းထဲမှာသာသနာနဲ့ဆိုင်တဲ့သမိုင်းတွေပြီးထားတယ်သူက theologian မဟုတ်ဘူးလေနော် historian လည်းဟုတ်တယ်လားမသိဒါပေမဲ့ဒီကို history နဲ့ Christianity ကိုသူလုပ်ပေးထားတယ်ဒါကျွန်တော်တို့အတွက်တကယ်အရေးကြီးတဲ့အမှုပဲသူကတော့ဒီလောက်ပေးစတဲ့ဆိုရင်ခမရတို့ကျွန်တော်တို့အသက်ငယ်သေးတယ်ပြီဘယ်တော့ပေးဆက်ရမလဲဆိုတဲ့စိန်ခေါ်မှုတစ်ခုပေးထားတယ်အဲ့ဒီစာအုပ်ကိုဖတ်ရင်းနဲ့ကျွန်တော်ကနော် motivation inspiration ဒါရရပြီးတော့ what can I do best for next generation နောင်လာမယ့်နောက်သားတွေအတွက်ကျွန်တော်ကဘယ်ဟာအကောင်းဆုံးလုပ်ပေးနိုင်မလဲဆိုတဲ့အတွေးအခေါ်ကြီးပေါ်လာမလို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကရှေ့ပြေးမရှိကျွန်တော်နားလည်ပါသူရေးတာမှမဟုတ်ဘူးအင်္ဂလိပ်လည်းမကောင်းဘူးဘာညာဒါတွေကအယူတယောက်ရဲ့စကားပဲလူမရဲ့အတွေ့အခေါ်ပဲလားနော်ဒီလောက်အထိပေးစားပြီးကမှစူးစမ်းပြီးကမှလုပ်ပေးတာကိုဂျေဇုတင်မဲ့စားကျွန်တော်ကနော်မကောင်းတဲ့ဖက်ကပဲပြောမယ်ဆိုရင်တကယ်ကြတော့အဖားကကျွန်တော်နော်ပိုကောင်းအောင်ကျွန်တော်ဒီစာကိုပုံမှာဘာလို့လဲဆိုတော့နောက်မှာ references တွေအတွက်အကျုံးဝင်လာတယ်စာရေးလာပြီရှိဒီဟာရဲ့ primary resources တကယ်အရေးကြီးတဲ့အရေးနဲ့မြစ်တွေဖြစ်တယ်တော့ရပါအဲ့ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကခမည်းကိုပါဆုကျေးဇူးပေးတယ်အဲ့ဒီဆုကျေးဇူးဟာအများအတွက်ဖြစ်ရမယ်ပြောတယ်နော်ဝေမျှဖို့စာရေးတယ်လို့စာရေးမယ်နော်တချင်းဆိုရတချင်းဆိုမယ် music တယ်လို့ music နဲ့တွားမယ်ဆုကျေးဇူးအများကြီးပဲကျွန်တော်ရဲ့လူမျိုးကျွန်တော်ရဲ့ဟာလာအသေးတော်သာသနာအရေးအတွက်ပဲကန္တကနေကျွန်တော်ခမည်းနဲ့ကျွန်တော်ပေးနိုင်ပါလေ Life is giving not receiving
ဆိုတာပေးတာနော်အရာယူတာမဟုတ်ဘူးပေးတာ we have to give not to receive ရှင်ပေါလုရတာသူမသိဘူးလက်စစ်ပြန်ကမ်းတယ်တကယ်ဘုရားရှင်ရတဲ့ဟာသင်တို့မှာပေးတယ် in giving life အဲ့ဒါကျွန်တော်အဖေကြီးလို့ပေါ့အသက်ကြီးနဲ့ဒီလိုကျွန်တော်ကဝေပေးထားတာကိုကျွန်တော်အားလုံးကတန်ဖိုးထားတယ်မှာလေးစားပြီးခါကျွန်တော်ကိုပါလုပ်နေတယ်ကျွန်တော်ရဲ့လူမျိုးတွေအတွက်သာသနာအရေးတွေပါပေးစတယ်ဆိုတဲ့အတွေ့အကြုံလေးတွေကိုကျွန်တော်ဆင်ခြင်ပြီးကမှရရှိဖို့နံပါတ်1အချက်အနေနဲ့ကျွန်တော်ပြောချင်ပါတယ်နံပါတ်2အချက်အနေနဲ့ယောမအခန်းကြီး14ယောမအခန်းကြီး14အငယ်9ကျွန်တော်ဖတ်ပါမယ်9ကနေ10ယောမ14 9နဲ့10ငါတို့သည်အပေသူမြကိုအဖို့လုံးဟာအသက်မရှိအပေသူမြကိုအဖို့လုံးဟာမသေးအသက်ရှင်ရင်တကယ်ဘုရားအဖို့လုံးဟာရှိ၏သေလျင်လေတကယ်ဘုရားအဖို့လုံးဟာသေ၏ထို့ကြောင့်အသက်ရှင်သည်ဖြစ်စေသေသည်ဖြစ်စေတကယ်ဘုရားဆိုင်တော်မူ၏